အကျိုးဆောင်တယောက်ရဲ့အလုပ်ကအိမ်နေပြပြီးပွဲကရနေတယ်လို့ထင်နေတယ်ဆိုလို့ရှိရင်တော့မှားနေပြီနော်တော်တော်များများလူတွေထင်နေတာကအကျိုးဆောင်တွေကအိမ်ချမ်းမြေတွေကိုလိုက်ပြတယ်အဝယ်ပြပြီးလို့အဝယ်ကကြိုက်လို့ပွဲဖြစ်သွားတယ်ဆိုလို့ရှိရင်ပတ်စံလွယ်လွယ်လေးရနေတယ်လို့ထင်ကြပါလေ professional ဆန်တဲ့အကျိုးဆောင်တယောက်အတွက်ကတော့အိမ်တွေကိုလိုက်ပြပြီးတော့မှပွဲကယူတာတက်ကိုနောက်ွယ်မှာလောက်ရတဲ့အလုပ်တွေအများကြီးရှိနေပါတယ်အကျိုးဆောင်တယောက်ဒီ market expert ဖြစ်ရမယ် problem solver ပြဿနာတွေကိုဖြေရှင်းတဲ့လူဖြစ်ရမယ် matchmaker ဒီအယောင်းနဲ့အဝယ်ကို match လုပ်ပေးနိုင်တဲ့လူဖြစ်ရမယ်ပြီးတော့မှ negotiator ပေါ့နော်အယောင်းနဲ့အဝယ်ကြားထဲမှာကောင်းကောင်းမှုကိုညှိနှိုင်းပေးနိုင်တဲ့လူဖြစ်ရမယ်ပေါ့နော်ဒီလိုအရေးသွေးတွေကိုပြည့်စုံနေတဲ့လူတယောက်ဖြစ်မှသာလျှင်သင်ကprofessional ဆန်တဲ့အကျိုးဆောင်တယောက်ဖြစ်မှာပါအဝယ်ပြဖို့အတွက်ဒီအကျိုးဆောင်တယောက်ကသူ့မှာနှစ်ပေါင်းလပေါင်းများစွာစူးစမ်းပြီးတော့မှတည်ဆောက်ထားတဲ့ network ကိုအသုံးပြုပြီးတော့မှအဝယ်နဲ့အကိုက်အညီဆုံးဖြစ်မဲ့ data တွေကိုရှာပြီးတော့မှလိုက်ပြရပါတယ် market expert ဖြစ်ဖို့အတွက်ကကြတော့ဒီအကျိုးဆောင်တယောက်က market research တွေလုပ်ရတယ်ဈေးကွက်ကိုအမြဲတမ်းလေ့လာရတယ်ဘယ်နားမှာဗာဈေးတွေပေါက်နေလဲဘယ်လမ်းမတန်းမှာဘယ်ရက်ကွက်တွေမှာဘယ်မြေကွက်ဈေးတွေကဘယ်လိုတွေပေါက်နေလဲဆိုတာကိုသူကအမြဲတမ်းအချိန်ပေးပြီးတော့မှလေ့လာရပါတယ် problem solver အနေနဲ့ကကြတော့ကျွန်တော်တို့အယောင်းဝယ်တစ်ခုလုပ်တဲ့ခါတိုင်းမှာပြဿနာတွေအများကြီးရှိပါတယ်ဒီစာရွက်စာတမ်းကမှန်ကန်မှုရှိလားရောင်းတဲ့လူကနိုင်ငံခြားမှာရှိနေလားဝယ်တဲ့လူက payment plan ကိုဘယ်လိုလုပ်ချင်လဲဒီအယောင်းဝယ်တစ်ခုမှာလူတွေအများကြီးပါတဲ့အတွက်ဒီလူတယောက်ချင်းစီရဲ့လူချင်းတဲ့ဆန္ဒတွေလိုအပ်ချက်တွေကတယောက်နဲ့တယောက်မတူတဲ့အခါကျတော့ပြဿနာတွေအများကြီးရှိပါတယ်ဒီပြဿနာတွေကိုအကျိုးဆောင်တယောက်အနေနဲ့ကဖြေရှင်းနိုင်စွမ်းရှိမှသာလျှင်အယောင်းဝယ်တစ်ခုကိုပြီးမြောက်အောင်သူစမ်းဖောက်နိုင်ရှိမှာနောက်ထပ်အကျိုးဆောင်တယောက်စီမှာရှိတဲ့ skill တစ်ခုကတော့ negotiation ဖြစ်ပါတယ်ဒီ negotiation ကဘာလို့ဆိုလိုတာလဲဆိုတော့အယောင်းနဲ့အဝယ်ကြားထဲမှာသူကညှိနှိုင်းပေးတဲ့လူတယောက်ဖြစ်ရပါမယ်ကျွန်တော်တို့ညှိနှိုင်းပေးတယ်လို့ပြောတဲ့ခါကြလို့ရှိရင်ဈေးတစ်မျိုးတည်းမဟုတ်ပါဘူးသူရဲ့ payment plan တွေရှိမယ်ဒီဟာကိုဝယ်ပြီးသွားလို့ရှိရင်ဘယ်အချိန်မှာပတ်စံဘယ်လောက်ပေးမလဲဘယ်နေ့ကိုနောက်ဆုံးထားပြီးတော့မှပေးမလဲဆိုတာကိုပါညှိနှိုင်းပေးရပါမယ်ဒီဟာတွေပြီးသွားပြီဆိုရင်တော့မှရောင်းတဲ့လူကနေပြီးတော့မှဒီအိမ်ကနေဘယ်တော့ထွက်ပေးမလဲတော့ဘယ်နေ့ပေးမလဲအဲ့လိုကိစ္စသေးသေးလေးတွေကိုညှိနှိုင်းပေးတဲ့လူဖြစ်ရပါမယ်အဲ့ခါကျမှဒီရောင်းလူနဲ့ဝယ်သူကနှစ်ဖက်သဘောတူဖြစ်တဲ့ခါကျမှပဲဒီရောင်းဝယ်ကအောင်မြင်စွာပြီးမှမှာဖြစ်ပါတယ်professional ဆန်တဲ့အကျိုးဆောင်တယောက်ဒီလို knowledge တွေ skill တွေ network တွေကိုအသုံးပြုပြီးတော့မှသူကအယောင်းရှာရတယ်အဝယ်ရှာရတယ်ပြီးတော့မှအဝယ်ပြတဲ့အဆင့်ကိုရောက်လာတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့အခုမြင်နေတဲ့ပုံစံမျိုးအဝယ်ပြပြီးတော့မှပွဲဖြစ်သွားလို့ပတ်စံရတယ်အဲ့လိုပုံစံလေးနဲ့တော့ရိုးရိုးရှင်းရှင်းလေးမဟုတ်ဘူးအကျိုးဆောင်တယောက်ဒီသူ့ရဲ့ skill တွေ network တွေကိုအသုံးပြုပြီးတော့မှခက်အဝယ်တွေပြပြီးတော့မှအယောင်းဝယ်တွေဖြစ်အောင်သူ့ရဲ့အတွေ့အကြုံတွေကိုအသုံးပြုပြီးတော့မှအယောင်းဝယ်ဖြစ်အောင်လုပ်ရပါတယ်ကိုက professional ဆန်တဲ့အကျိုးဆောင်တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Zayan Real Estate ကို follow လုပ်ထားလိုက်ပါနော်